chances နဲ့မျိုးကိုကြားလဲကြားဖို့ပြီးတင်လဲတင်မှုခဲ့ကြပြီးပေါ့နော်ဒါပေမဲ့ဒီ chances နဲ့မျိုးကိုဘာအတွက်သုံးတာလဲဘာဖြစ်လို့တင်ရတာလဲဆိုတော့ဒီလောက် short train တဲ့အရာယူငါတို့ဘာဖြစ်တင်ယူနေရတာလဲဆိုတော့မင်းကိုမေးဘူးကြလားပေါ့နော်မေးဘူးလေဒါဆရာစပိုက်ရရှင်းပြကြမှာပါတချို့လဲဒီချက်ချာနားလေတာရှိလို့ပြန်မမေးရဲပဲနဲ့နားမလိုက်တဲ့အပိုင်းတွေမှာပြန်မမေးဖြစ်ခဲ့ပဲနဲ့တိတ်ပြီးတော့နားမလဲပဲနဲ့စဝေးစဝါရောနေရမျိုးလေးရှိရပေါ့နော်ကျမတို့လည်းဒီလိုပါပဲရောခဲ့ရတယ်ဖြစ်တတ်တယ်ပေါ့နော်ရောခဲ့ရမျိုးရှိပါတယ်အဲ့တော့ chances တွေကဘာဖြစ်လို့တင်ရတာလဲဆိုလို့ရှိရင်ဘလို့အခြေအနေမျိုးနဲ့ဘလို့ကာလမျိုးကိုလိုက်ပြီးတော့ verb structure တွေပေါ့နော်ဒီကရိယာတွေရဲ့တိဆောက်ပုံတွေပေါ့ပြောရရင်ပေါ့နော် verb structure တွေကရိယာရဲ့တိဆောက်ပုံအစစ်စစ်ပုံစံပြောင်းလဲသွားတယ်ပြောင်းလဲပြီးတော့အသုံးပြုရတဲ့ပြုံးပြရတာမျိုးကို tenses လို့ခေါ်ရတဲ့ကြောင့်မလို့English ကကျတော့ verb ကအရေးကြီးတယ် verb structure တွေပြောင်းလဲပုံမူတည်ပြီးတော့ကျွန်တော်တို့ဒီ tense တွေကဘယ် tense ကိုသုံးရမှာလဲ tense နှစ်မျိုးရှိတယ်ဒီ12မျိုးတွေကနေဘယ် tense ကလာပြီးတော့သုံးတင်တာလဲဘယ်ကာလဘယ်အခြေအနေမျိုးကဘယ် tense ကိုလာပြီးတော့ရွေးပြီးသုံးရမလဲပုံလိုက်ပြီးတော့ကျမတို့ဒီခွဲခြားစိတ်ဖြာပြီးတုံးပြရတယ်ပေါ့နော်အဲ့တော့ဒီကာလနဲ့အခြေအနေကိုကိုပြောပြချင်မှတော့ဒီ task နဲ့မျိုးကခွဲခြားပြီးတော့အသုံးပြုရမယ်ပြီးတော့ develop structure တွေကပြောင်းလဲသွားရမယ်ပေါ့လေအဲ့ဒါကြောင့်မို့အရေးကြီးတယ်ပေါ့ဒီ task တွေကိုတင်ယူရတယ်ပေါ့အဲ့တော့ reading ပဲဖြစ်ဖြစ် writing ပဲဖြစ်ဖြစ် listening ပဲဖြစ်ဖြစ်ပေါ့နော်နောက်တော့ speaking ပဲဖြစ်ဖြစ်ဒီ task နဲ့မျိုးအခြေခံကတော့ကောင်းကောင်းတည်ထားရတယ် reading နဲ့ writing ကတော့ပို့ပြီးတော့အရေးကြီးတာပေါ့နော်စကားပြောတဲ့နေရာမှာလဲသူဘာ task ကိုတုံးပြီးပြောရတာလဲသူဘာအကြောင်းအရာကိုဆိုလိုချင်တာလဲသူဘယ်ကာလအနေထားကိုသူဆိုလိုချင်တာလဲဆိုတာမျိုးကိုသိချင်တယ်ဆိုလို့ရှိရင်ဒီ task နဲ့မျိုးတော့ကျမတို့ကသိထားမှာဖြစ်ပါတယ်ဒါကြောင့်မှပဲ verb formation verb structure ပြောင်းလဲပုံတွေကိုသိမှာဖြစ်ပါတယ်တော့ task နဲ့မျိုးကောင်းကောင်းသိရဆိုလို့ရှိရင်တော့ verb ပြောင်းလဲပုံတွေ verb form တွေကိုကောင်းကောင်းသိသွားမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျမတို့ task တွေသိရတာဖြစ်တယ်Okay အဲ့တော့ကျမတို့ task 12မျိုးရှိတယ်ကျမဒီဗီဒီယိုလေးထဲမှာတော့ task 12မျိုးကိုခြုံငုံပြီးတော့မြန်မာလူလေးနဲ့သူ့ရဲ့ pattern လေးကိုရှင်းပြပေးလိုက်မယ်နောက်ဗီဒီယိုတစ်ပုတ်ချင်းစီမှာနောက်ပိုင်းဒီဗီဒီယိုတစ်ပုတ်ချင်းစီမှာတော့ task တစ်ခုချင်းစီရဲ့သူ့ရဲ့features ပေါ့နော်သူ့ရဲ့ features နဲ့သူ့ specialize လုပ်တဲ့သူ့ရဲ့ဝိသေသတွေထူးခြားချက်တွေသူဘယ်လိုမျိုးနေရာမှာတုံးလဲဆိုတော့အဓိကတစ်ချက်ချင်းစီကိုနောက်ဗီဒီယိုတစ်ခုချင်းစီမှာကျွန်မရှင်းပြပေးသွားမယ်ဒီထဲမှာတော့ကျွန်မမြန်မာလူပေါ့နော်နားလည်လွယ်အောင်12မျိုးလုံးကိုအချင်းချုံရှင်းပြပေးလိုက်မယ်ပေါ့နော်အကောင်လုံးသိကြတဲ့အတိုင်းပေါ့နော်ကျမတို့အဓိကအဖြစ်ကာလကိုကျမတို့3မျိုးပိုင်းခြားရပေါ့နော်အတိတ်ရဲ့ discipline ရဲ့အနာဂတ်ရဲ့ဆိုမှကျမတို့3မျိုးပိုင်းခြားထားရပေါ့လေအဲ့တော့ကျမဒီ3မျိုးကိုအရင်မပိုင်းခြားသေးဘဲနဲ့ကျမတို့အရင်တော့တင်ယူခဲ့ရတဲ့ verb 1 verb 2 verb 3 verb 5 ng ကနေကျမတည်ပြီးတော့အဲ့အရာလေးကိုပြောပေးပဲပေါ့နော်အဲ့တော့ကျမတို့သိတဲ့အတိုင်းမှာ verb 1နဲ့ကျမတို့စမယ် tense တစ်မျိုးပေါ့နော် verb 1ကျ present simple tense ပေါ့နော် simple present tense နဲ့ခေါ်လို့ရတယ် simple tense နဲ့ခေါ်လို့ရတယ်ပေါ့နော်အဓိကတော့ရိုးရှင်းတဲ့ tense ပေါ့ verb 1ပေါ့နော်သူကကျတော့ဘယ်နေရာမှာသုံးတာလဲဆိုရှင်သွားရလာရစားရတောက်တယ်ဒီလက်ရှိကာလမှာသွားရလာရစားရတောက်တယ်ဆိုတဲ့အကြောင်းအရာကိုပြောပြချင်တဲ့အနေအချိန်မျိုးမှာကျမတို့ကသုံးနေပေါ့နော်အဲ့ဒါ tense တစ်မျိုးပေါ့နော်ဒီ verb 1ရဲ့ tense ကကျတော့သူဘာလာရှုပ်လဲဆိုရှင် subject အနည်းများပေါ်မူတည်ပြီးတော့ verb မှာလာပြီးတော့ ses လာထည့်ပေးရတာမျိုးကိုရှိပါတယ်အဲ့ဒါ present tense ပေါ့နော် simple present tense လို့ခေါ်တယ်ပေါ့နော် simple tense လို့လည်းခေါ်တယ်အဲ့ဒါဒီ tense တစ်မျိုးရလာပြီပေါ့နော်ဒါ verb 1အခုကျတော့ verb 2ပေါ့ verb 2ကကျတော့ကျွန်တော်အတိတ်တုန်းကသွားခဲ့လာခဲ့စားခဲ့တောက်ခဲ့ဆိုတဲ့ဒီရိုးရိုးရှင်းရှင်းကိစ္စတွေကိုပဲပြောပြချင်တယ်အတိတ်ကသွားလာခဲ့တဲ့ဟာမျိုးအတိတ်ကနေလုပ်ခဲ့တဲ့ဟာကိုအခုအချိန်မှာပြန်ပြောပြချင်တာမျိုးပေါ့နော်ငါသွားခဲ့တယ်ငါလာစားကြည့်ခဲ့တယ်ငါရုပ်ရှင်ကြည့်ခဲ့တယ်ဘောနော်ငါထမင်းစားခဲ့တယ်အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးပေါ့နော်အတိတ်တော့ရိုးရှင်းတဲ့အဖြစ်အပျက်တွေကိုပြောပြချင်တယ်ဆိုရှင် verb 2ဖြစ်တဲ့ကျွန်တော်တို့ past tense ကိုသုံးတယ် simple past tense လည်းခေါ်တယ် past simple tense လည်းခေါ်တယ်ဒါပေမဲ့ past tense လည်းခေါ်တယ်ပေါ့နော်ကြိုက်တာခေါ်လို့ရတယ်ဒါပေမဲ့သူက verb 2ပေါ့နော်မြန်မာလိုသိထားတယ် verb 2ပေါ့နော်အတိတ်ကဖြစ်ခဲ့တဲ့အရာတွေပေါ့နော်အဲ့ဆိုနောက်ထပ် tense တစ်မျိုးရပါပြီဆိုတာစုစုပေါင်း2မျိုးရှိသွားပြီပေါ့နော်နောက်တစ်ခုကကျမတို့သိထားပြီးသားဖြစ်တဲ့ verb 3ပေါ့ verb 3ကကျတော့သူဟာတူမနေဘူးသူအကူကရိယာနေနေတယ် verb to have also ဖြစ်တဲ့ဒီ has have had ဆိုတဲ့ဒီအကူကရိယာနဲ့ဒီ verb 3နဲ့လာပေါင်းရတာပေါ့နော် verb 3ရဲ့ tense ကို perfect ပြည့်စုံသွားတာပြည့်မြောက်သွားတာလို့ခေါ်တယ်ပေါ့လေဆိုတော့သူက verb 3ကိုကျမလောလောဆယ်နှစ်ခုခွဲလိုက်မယ်ပေါ့နော်နှစ်မျိုးခွဲလိုက်မယ်ဘာနဲ့ခွဲမှာလဲဆိုရှင် present perfect tense နဲ့ past perfect tense တော့ verb 3က perfect ပေါ့နော်အဲ့တော့ present လက်ရှိကာလမှာဖြစ်သွားတဲ့ perfect tense နဲ့ past အတိတ်တော့ဖြစ်ခဲ့တဲ့ past perfect tense ဆိုမှကျွန်မနှစ်မျိုးပြန်ခွဲပေးပါမယ် present perfect
past perfect အဲ့ present ဆိုတော့ verb 1ပေါ့နော် verb 1ဆိုတော့ဒီ has နဲ့ have နဲ့ပေါ့နော် has နဲ့ have have plus battery ပေါ့အဲ့ဒါဒီ present perfect tense ပေါ့အဲ့တော့ had ဒီ verb 2ဖြစ်တဲ့အတွက်ကြောင့်မလို့ had plus battery ဒီ past perfect tense ပေါ့အဲ့ perfect ကိုဘယ်လိုနေရာမှာသုံးတာလဲဆိုလို့ရှိရင်ပြီးမြောက်သွားတယ်ပြီးတခုခုပြီးမြောက်သွားတယ်အလုပ်တစ်ခုပြီးမြောက်သွားတာမျိုးဥပမာအခုလေးနေမယ်ငါထမင်းစားပြီးသွားပြီးဒါအခုအနေထားကိုပြောတာပေါ့နော်တိတ်မဝေးတဲ့ကာလပေါ့နော်တိတ်မဝေးတဲ့ကာလလေးမှာအခုလေးမယ်ထမင်းစားပြီးသွားပြီးဒီအိမ်ဆောင်ငါလုပ်ပြီးသွားပြီးဒီအိမ်ဆောင်ကအခုလေးမယ်လုပ်ပြီးသွားပြီးဒီစက္ကန့်ကအခုလေးပဲကြည့်ပြီးသွားပြီးဆိုတဲ့ဒီအခုပုံစံအခုလေးမယ်တိတ်မဝေးတဲ့ကာလမှာပြီးမြောက်သွားတဲ့ပုံစံမျိုးပြောချင်ကျမတို့က present perfect tense ကိုသုံးပါတယ်present perfect tense ကိုသုံးပါတယ်အဲဒီနောက်တဲ့ tense တစ်မျိုးဆို tense သုံးမျိုးရပါပြီပေါ့နော်နောက်တစ်ခုကအခုဒီပြီးမြောက်တာပဲအတိတ်တော့လုပ်ခဲ့တာဒီအိမ်ဆောင်ကမနေ့တုန်းကလုပ်ပြီးသွားပြီမနေ့တုန်းကငါဒီအိမ်ဆောင်ကိုလုပ်ပြီးသွားပြီအလုပ်ပြီးမြောက်သွားပြီပေါ့နော်နောက်တစ်ခုကကျတော့ဒီဇက်ကကိုမနေ့ကငါဒီဇက်ကဒီ series တစ်ခုလုံးပေါ့နော်ဒီဇက်က series တစ်ခုလုံးငါမနေ့ကကြည့်ခဲ့ပြီးသွားပြီပြီးမြောက်သွားပြီနော်ကြည့်တစ်ခုခုပြီးမြောက်သွားတဲ့ပုံစံမျိုးပေါ့နော်ပြီးမြောက်သွားပြီအဝတ်တွေအကုန်လုံးငါမနေ့ကလေးကနေအကုန် shop ပြီးသွားပြီမိဖို့တွေအကုန်လုံးငါမနေ့ကလေးကနေတိုက်ပြီးသွားပြီပြီးမြောက်သွားတဲ့ပုံစံမျိုးကပြောချင်တာအားလုံးပြီးသွားပြီဆိုတဲ့ပုံစံမျိုးပြောချင်တာဒါပေမဲ့အတိတ်တော့ပုံပြီးမြောက်သွားတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ past perfect tense အော် present perfect tense ဒီအခုလေးနဲ့ဒီလက်ရှိကာလမှာအခုလေးနဲ့မှာပြီးမြောက်သွားတဲ့ပုံစံမျိုးပေါ့ဒါမှမဟုတ်လည်းတိတ်မဝေးတဲ့ကာလမှာပြီးမြောက်သွားတဲ့ပုံစံမျိုးပေါ့past perfect tense ကကျတော့အတိတ်ကတော်တော်ဝေးပေါ့နော်မနက်တုန်းကအဝတ်တွေ shop ပြီးသွားဆိုမနက်ဆိုတော်တော်လေးဝေးသွားပြီခုဒါညနေပိုင်းပဲဆိုပါဆိုပေါ့နော်ဆိုရှင်မနက်ပိုင်းတော့ shop ပြီးဆိုမနက်နဲ့ညနေတော်တော်လေးဝေးသွားပြီတော်တော်ဝေးသွားတဲ့အတိတ်တော့ပြီးခဲ့တဲ့ဟာမျိုးဆိုလို့ရှိရင်ကျတော့ကျမတို့က past perfect tense ပေါ့နော်အဲ့တော့ perfect tense ကိုနှစ်မျိုးပြန်ခွဲတယ် present perfect tense နဲ့ past perfect tense သူ့ရဲ့ pattern လေးကကျတော့ဒီ present perfect tense ရဲ့ pattern လေးကကျတော့ has have plus battery past perfect tense ရဲ့ pattern လေးကကျတော့ had plus battery ပေါ့ဆိုရှင်ကျမတို့ tense လေးမျိုးရပြီ present simple tense past simple tense present perfect tense past perfect tense ဆိုမှ tense လေးမျိုးလောလောဆယ်ရသွားပြီပေါ့နော်နောက်တစ်ခုကကျတော့ verb ing ပေါ့နော် verb ing ကလည်းသူအကူကိရိယာနဲ့တူနေရဲ့သူက verb to be အုပ်စုအကူကိရိယာနဲ့တူတွားတွဲတယ်ပေါ့နော်အဲ့တော့ verb to be အုပ်စုဆိုတော့ ms are was way ပေါ့အဲ့တော့ continuous လို့ခေါ်တယ်သူကလုံနေဆဲဆိုတဲ့ပုံစံမျိုးပေါ့နော် verb ing ကလုံနေတယ်၊ကိုင်နေတယ်၊စားနေတယ်၊တောက်နေတယ်ဆိုတဲ့ဒီလုံနေဆဲမပြီးမြောက်ဘူး battery ကကျတော့ပြီးမြောက်သွားတာပေါ့နော်ဒီဟွာကျတော့ verb ing ကလုံနေဆဲ၊ကိုင်နေဆဲပေါ့အခုဆိုဒါဆိုကျွန်မစကားပြောနေဆဲကျွန်မ English ပေါ့နော် English နဲ့ဒီ grammar နဲ့ပတ်သက်တဲ့lecture ပေးနေဆဲပေါ့နော် lecturing လုပ်နေရပေါ့ဒါမှမဟုတ် teaching လုပ်နေရပေါ့နော်ဆိုတော့ဒီလုပ်နေဆဲပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးကျတော့ဒီ continuous tense လို့ခေါ်တယ် continuous tense ပေါ့နော်ဒီ style လုပ်နေရလို့ပြောချင်တာပေါ့နော်အဲ့တော့continuous မှာလည်းတော့နှစ်မျိုးပြန်ခွဲတယ် present continuous tense နဲ့ past continuous tense ပေါ့အဲ့တော့ present continuous ဆိုတော့ the present ဆိုတော့ verb 1ပေါ့နော် verb 1ဆိုတော့am is are ပေါ့ဘာတူအုပ်စုတွေလာကူရမှာဆိုတော့ am is are ပေါ့ am ကတော့ရှင်းတဲ့တော့ I နဲ့ပဲတွဲရပါတော့နော်အဲ့တော့ is နဲ့ are က subject အနေများပေါ်မူတည်ပြီးတော့တွဲရမယ် am is are plus verb ing အဲ့ဒါဒီ present continuous tense ပေါ့နောက်ကကျတော့ was were ပေါ့နော်သူက verb 2မှာထူးထူးခြားခြား verb ပေါ့အနေများလာခွဲတာဒီ was were ပေါ့နော်ဒီ was were ထူးထူးခြားခြားလာခွဲကျွန်တော် verb 2တွေအနေများမရှိဘူး verb 1မဲ့အနေများခွဲတာပေါ့နော် subject နဲ့များပဲခွဲတာပေါ့ဒီ was were ကကျတော့ထူးထူးခြားခြားလာပြီးတော့ subject နဲ့များခွဲဒါလေးကတော့မှတ်ရမယ်ပေါ့နော်ဒါလည်းတည်ထားပြီးသားပဲနေမှာပါနော်ဒါပေမဲ့ထပ်ပြီးတော့ရှင်းပြပေးရပါတော့အဲ့တော့ was were ပေါ့နော်အဲ့တော့ was were plus verb ing past continuous tense ဖြစ်ပါတယ်ခုနကပြောခဲ့လို့ပဲပေါ့နော်ဒီအခုဒါကျွန်မအခုလက်ရှိချိန်မှာပြောနေလက်ရှိကာလမှာပြောနေတဲ့အတွက်ကြောင့်မလို့ present ပေါ့နော် present ကာလမှာအလုပ်နေစေပုံစံမျိုးသုံးချင်တဲ့အတွက်ကြောင့်မလို့ am is plus verb ing present continuous tense တမျိုးရပါပြီပေါ့နော်နောက်တော့အတိတ်တော့လုပ်ခဲ့မနေ့တုန်းက shopping ထွက်နေတယ်မနေ့တုန်းကဒီလိုအချိန်မှာ shopping ထွက်နေခဲ့တယ်ဆိုတော့ဒီအတိတ်တုန်းကပုံစံမျိုးပြောတာပေါ့နော်မနေ့တုန်းကဒီလိုအချိန်မှာ shopping ထွက်နေတယ်shopping ထွက်နေလို့မပြီးသေးဘူးသူမနေ့တော့ဒီလိုအချိန်လေးcontinuous လုပ်နေတာဒီတောက်ပေါ့နော်ဒီလုပ်နေစေပဲသူ shopping ထွက်နေရသူထွက်နေရဟာနေ့ကဒီချိန်မှာ shopping ထွက်နေတာဒါမှမဟုတ်လည်းမနေ့တော့ဒီလိုအချိန်မှာစကားကြည့်နေတာသူပြောတဲ့သူမေးလိုက်တဲ့အချိန်မှာသူကိုပြောပြချင်တဲ့အချိန်ကစကားကြည့်နေတာဒီလိုအချိန်မှာမနေ့ကစကားကြည့်နေရလေဒီလိုအချိန်မှာမနေ့က shopping ထွက်နေရလေဆိုတော့အတိတ်ကလုပ်နေတယ်လို့ပြောအတိတ်ကလုပ်နေတဲ့ပုံစံမျိုးဖြစ်ရက်ကိုကပြောပြချင်တယ်ဆိုလို့ရှိရင်ကြတော့ past continuous tense ကိုတောင်းတယ်was were plus verb ing was were plus
verb ing ပေါ့နော်အဲ့ past continuous tense အဲ့တော့ verb ing ဖြစ်တဲ့ဒီ continuous tense ကိုလည်းနှစ်မျိုးပြန်ခွဲတယ် present continuous tense နဲ့ past continuous tense ဆိုမှာနှစ်မျိုးပြန်ခွဲလိုက်တဲ့အချိန်ကျတော့နောက်ထပ် tense နှစ်မျိုးထည့်ရပြီပေါ့နော်အဲ့တော့အရှိရ tense ၄ခုနဲ့အခုဒီ tense နှစ်ခုနဲ့ဆိုတော့စုစုပေါင်း tense 6ခုရသွားပြီဖြစ်တယ်ပေါ့နော် okay အဲ့ဆို tense 6မျိုးတည်သွားပြီပေါ့နော်အဲ့ဆိုနောက်ထပ် tense နှစ်မျိုးကိုပြောပြပေးမယ်အဲ့ tense နှစ်မျိုးကကြောက်ပါလဲဆိုတော့ဒီ perfect တဲ့ continuous နဲ့ပေါင်းတဲ့ tense ပေါ့နော် perfect ကပြီးလဲပြီးမြောက်တယ် present continuous ကကြတော့ဇာတ်တိုက်လဲလုပ်နေတာဘယ်လိုပြီးမြောက်ပြီးဇာတ်တိုက်လုပ်တာလဲဆိုတော့ဥပမာပြောရမယ်ဆိုလို့ရှိရင် TV series တစ်ခုကိုတောက်လျှောက်ကြည့်လာတယ်အပိုင်းက16ပိုင်းဆိုပါဆိုတောက်လျှောက်ကြည့်လာခဲ့တာတောက်လျှောက်လုပ်လာခဲ့တာပေါ့နော်တောက်လျှောက်ကြည့်လာခဲ့တာ10ပိုင်းထိကိုရောက်သွားပြီဒါပေမဲ့ဆက်ကြည့်နေလားဆိုတော့ continuous လုပ်နေလားဆို continuous လုပ်နေတယ်အပိုင်း16ပိုင်းလောက်ထိကိုကြည့်မှာပေါ့နော်10ပိုင်းကကြတော့ perfect ဖြစ်သွားပြီပြီးမြောက်သွားပြီပေါ့နော်အဲ့လိုမျိုးတောက်လျှောက်ဇာတ်တိုက်လုပ်နေခဲ့တာတောက်လျှောက်ဇာတ်တိုက်လုပ်ခဲ့တဲ့ပုံစံမျိုးကိုကျမတို့ကပြောပြချင်တယ်ဆိုလို့ရှိရင်ဒီ perfect နဲ့ continuous ပေါင်းထားတဲ့ tense ကိုကျမတို့ကသုံးရတာပေါ့နော် perfect နဲ့ continuous ပေါင်းထားတဲ့ tense ကိုသုံးမယ်ဒါပေမဲ့လက်ရှိကာလအထိလုပ်နေစေ present ပေါ့နော် present လက်ရှိကာလအထိလုပ်နေစေပဲအတိတ်ကာလတစ်ခုကနေခုနပြောလို့ဇာတ်ကားတစ်ခုကြည့်မယ်ဆိုလို့ရှိရင်အတိတ်ကာလတစ်ခုပါရတယ်ပေါ့နော်ဒီ TV series တစ်ခုကြည့်ဖို့လွန်ခဲ့တဲ့တစ်လလောက်ကနေစကြည့်ဒီ TV series ကမပြီးသေးဘူးနောက်လျှောက်ကြည့်လာခဲ့တာပေါ့နော်နောက်လျှောက်ကြည့်လာခဲ့တာဆိုလို့ရှိရင်အခုထိကြည့်နေစေပဲအပိုင်းကမပြီးသေးဘူးပေါ့နော်ဒါ ongoing ဇာတ်ကားကိုကြည့်ရတူတော်တော်များများဆိုပို့ဆိုးတယ်ဒီတောက်လျှောက်ကြည့်နေဒီဇာတ်ကားမပြီးချင်းတို့ကကြည့်လာခဲ့တဲ့ကာလတစ်ခုကနေခုချိန်တို့တောက်လျှောက်ကြည့်နေတော့မယ်ပေါ့နော်ဆိုတော့အတိတ်ကာလတစ်ခုကနေခုလက်ရှိ present ကာလအချိန်ထိလုံနေစေပဲတောက်လျှောက်လုံနေခဲ့တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုကာလအခြေအနေအဲ့လိုကာလနဲ့အခြေအနေကိုပြောပြချင်နေဆိုရှင် present perfect continuous tense ကိုသုံးရပါတယ် present perfect continuous tense ကိုသုံးရပါတယ်အဲ့တော့ present perfect continuous tense ဖြစ်တဲ့အတွက်ကြောင့်မလို့ present ဆိုတာဒီလက်ရှိကာလအတွက်ပေါ့နော်ကျွန်တော်တို့ဒီ verb 1ကိုရေးပေးရမယ်ပေါ့နော်အဲ့တော့perfect ဖြစ်တဲ့အတွက်ကြောင့်မလို့ has a plus battery ကပါလာရမယ်ပေါ့နော် has a plus battery ပေါ့အဲ့တော့ verb 1ဖြစ်တဲ့အတွက်ကြောင့်မလို့ has ရဲ့ have ကိုကျွန်တော်တို့ရွေးလိုက်ပြီး perfect ဖြစ်တဲ့အတွက်ကြောင့်မလို့ has a plus battery လာရမယ်ပေါ့ဒါပေမဲ့ verb ing ကဒီ continuous tense ပေါ့နော်ဒါ present perfect continuous ကိုအဲ့တော့ continuous tense ဖြစ်တဲ့အတွက်ကြောင့်မလို့ verb ing ကတော့ verb to be အုပ်စုရဲ့အတွက်ကူရတူလာကူရတယ်ပေါ့အဲ့တော့ verb to be လည်းဖြစ်တယ် verb 3လည်းဖြစ်တယ်ဆိုတော့ be and being ကိုကျွန်တော်တို့လာထည့်ပေးရပါတယ်အဲ့တော့ present perfect continuous tense တဲ့သူ့ရဲ့ form သူ့ရဲ့ verb structure လေးကဘယ်လိုသွားရလဲဆိုရှင် has have plus being plus verb ing ဖြစ်ပါတယ်has a plus being plus verb ing ဒီ present perfect continuous tense ဖြစ်ပါတယ်ဒါဆိုရှင်နောက်ထပ် tense တစ်မျိုးတည်ပြီပေါ့နော် okay အဲ့ဆိုရှင်အတိတ်တုန်းကနေတောက်လျှောက်လောက်လာခဲ့အတိတ်မှာပဲပြီးရတယ်တောက်လျှောက်ကိုပြောပြချင်တာပေါ့နော်။အော်ငါဒီစက်ကောက်ကိုငါလေတောက်လျှောက်ပြောပြချင်မိနစ်ကအကြောင်းပေါ့။ဟဲ့ဒီဒါမိနစ်တော့ထပ်ထားတဲ့စီးရီးလေမိနစ်တော့ငါဒီစက်ကားကိုမိနစ်ကမေလကနေကြည့်လိုက်တာမိနစ်ကအောက်တိုဘာမှပဲပြီးသွားတယ်မိနစ်မေလကလေးကကြည့်လိုက်တာမိနစ်အောက်တိုဘာမှပဲပြီးသွားတယ်မိနစ်တော့တောက်လျှောက်လောက်ခဲ့တောက်လျှောက်မပြတ်မကွက်ပေါ့နော်တောက်လျှောက်လောက်လာခဲ့ရတယ်မပြီးဘူးချင်းပေါ့နော်ဒါ continuous လုပ်နေတော့မယ်ပေါ့နော်နားလိုက်လှုပ်လိုက်ကြည့်လိုက်စကားလိုက်ကြည့်လိုက်ပေါ့နော်ဒီလိုမျိုးမပြီးမချင်း continuous လောက်လာခဲ့အတိတ်တုန်းကဒီ continuous တောက်လျှောက်လောက်လာခဲ့တဲ့ပုံစံမျိုးကိုပြောပြချင်တယ်ဆိုလို့ရှိရင်တော့ past perfect continuous tense ကိုသုံးပါတယ်အဲ့တော့ perfect ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ verb to have အုပ်စုကိုရွေးမယ် past ဖြစ်တဲ့ဆိုတော့အတိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ had had ကိုရွေးလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင် continuous ဖြစ်တဲ့အတွက်ကြောင့်မလို့ verb ing ပါမယ် verb ing ရဲ့အကူဆိုတော့ verb to be အုပ်စုပေါ့နော်အဲ့တော့ verb to be အုပ်စုလည်းဖြစ်တယ် verb 3လည်းဖြစ်တယ် been ကိုလာထည့်လိုက်မယ် had been plus verb ing ပေါ့ had been plus verb ing ဒီ past perfect continuous tense ဖြစ်ပါတယ်present perfect continuous tense past perfect continuous tense နောက်ထပ် tense နှစ်မျိုးတည်right ဖြစ်ပါတယ်ဒါကျွန်မအကျမ်းဖြင့်ရှင်းပြပေးနေရပါတော့အဲ့ဆိုရှင်ကျွန်တော်တို့စုစုပေါင်း tense 10မျိုးရပါပြီเนาะ tense 10မျိုးရပါပြီverb 1ဆိုတော့ present tense verb 2ဆိုတော့ past tense ပေါ့နော် simple present tense simple past tense တိုက်တာပြောလို့ရတယ်နောက်တစ်ခုကျတော့ present perfect tense past perfect tense present continuous tense past continuous tense present perfect continuous tense past perfect continuous tense ဆိုမှကျွန်တော်တို့ဒီ10မျိုးပေါ့နော်ရပါပြီပေါ့နော်အဲ့ဆိုဒီ10မျိုးထိအကျန်းဖြစ်တဲ့ဘောပေါက်မှာဖြစ်တယ်ပေါ့နော်ဒီ10မျိုးတို့တေချာသတိထားတဲ့အချိန်မှာအနာဂတ်အတွက်တစ်ခုမှမပါသေးဘူး present နဲ့
past အတွက်ပဲပါသေးရပေါ့နော်လက်ရှိကာလနဲ့အတိတ်အတွက်ပေါ့နော်အဲ့တော့လက်ရှိကာလမှာအနေထားဘယ်လိုလဲတောက်လျှောက်ဖြစ်နေရလားလုံနေစေလားပြီးမြောက်သွားတာလားလောက်တာလားကင်တာလားပေါ့နော်အတိတ်တော့ပြီးမြောက်ခဲ့ရလားအတိတ်တော့လုံနေစေလားပေါ့နော်ဆိုတော့ဒီအတိတ်အကြောင်းနဲ့ present အကြောင်းပဲပါသေးရပေါ့အဲ့တော့ future ပေါ့နော် future လို့ခေါ်တဲ့အနာဂတ်ပေါ့နော်အနာဂတ်ကကျတော့ကျွန်တော်တို့အနာဂတ်ဆိုကျွန်တော်တို့မမြင်ရဘူးသိလည်းမသိလာဘူးပေါ့နော်ဒါပေမဲ့အကုန်လုံးကစိတ်ကူးရင်ကြံစည်ပြီးတော့ခက်မှန်ပြီးတော့ပြောဆိုရမယ်စကားလုံးတွေပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ future ကိုတုံးတယ်ပေါ့လေအဲ့တော့ဒီ future မှာ future tense ပေါ့ future tense ကဘာနဲ့တွားတွဲလဲဆိုရှင်ဒီ auxiliary verb တစ်ခုဖြစ်တဲ့ will နဲ့တွားတုံးပါတယ် will နဲ့လာပြီးတော့တွဲရပါတယ်ပေါ့နော်ဒါသူ့ရဲ့အကူလာရတာပေါ့လေ verb ဒါ verb structure ပဲ future verb ရဲ့ structure ပုံစံမျိုးပဲเนาะအဲ့ will နဲ့လာတွေ့ရတယ်အဲ့တော့နောက်ပြန်သွား I will go to somewhere I will go to somewhere tomorrow ပေါ့နော်နောက်ပြန်သွားမယ်လေငါပြန်သွားမယ်ဆိုအခုမသွားရတယ်ပြန်သွားမယ်ပြန်ဆိုအနာဂတ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးပြောမယ်ဆိုရှင်ကျွန်တော်တို့ will ထည့်ပေးရတယ်ပေါ့နော်I will လေးထည့်ပေးရတယ်အဲ့ဟာဒီ future tense ပေါ့နော် simple future tense ပေါ့ပြောရရင် simple future tense ပေါ့အဲ့ဒါဒီ will plus verb 1နောက်မှာ st est ဘာမှမထည့်ဘူးပေါ့နော်ဘာမှမထည့်ဘူးသူရဲ့ original တိုင်းလာတယ်သူရဲ့ကို verb 1ဖြစ်ရတယ်ပေါ့နော် st est ဘာမှမလိုတော့ဘူး will plus verb 1နဲ့တွားတယ်အဲ့ဒီ future simple tense ပေါ့နော်အဲ့ဒီ test တမျိုးဖြစ်သွားပြီပေါ့နော်နောက်တစ်ခုကကျတော့future perfect ပေါ့နော် future perfect ကကျတော့ဘလို့အနာဂတ်မှာဘလို့ပြင်းပြောက်သွားတာလဲပေါ့နော်အဲ့ဒါကြောင့်စိတ်ကူးရင်တာပေါ့ငါဒီနှစ်နွေရာဒီပေါ့ခုဒီမလာသေးဘူးလားလာမယ့်နှစ်ပေါ့ sorry ဒီခုဒါနွေရာဒီမလာသေးဘူးဒီလာမယ့်နှစ်နွေရာဒီကြာလို့ရှင်နွေရာဒီကြာလို့ငါဒီ English speaking တင်နန်းတက်လိုက်တယ်ဒါမှမဟုတ် solution လိုက်တစ်ခုခုပေါ့တင်ဆွတ်ချုပ်တင်နန်းတက်လိုက်တယ်ဒါမှမဟုတ်လည်းပကြီးတင်နန်းတက်လိုက်တစ်ခုခုပေါ့နော်ဥပမာပြောပြတာနော်ဆိုတော့တစ်ခုတက်လိုက်တယ်ဆိုလို့ရှိရင်ငါက3လမြောက်နေသွားပြီဆိုလို့ရှိရင်ဒီနွေရာသီ3လပြီးသွားရင်ဂျွန်လရောက်ပြီပေါ့နော်ရောက်ပြီးသွားပြီဂျွန်လရောက်ပြီဆိုလို့ရှိရင်တော့ငါEnglish အခြေခံလောက်ကတော့ငါပြောတတ်နေလောက်ပြီဘာကြီးအခြေခံလောက်ကတော့ငါဆွဲတတ်လောက်ပြီအင်ဂျီတစ်ထည်အခြေခံပတ်တန်လေးကတော့ငါချုပ်တက်လောက်ပြီးချုပ်တက်ပြီးနေလောက်ပြီးဆိုတဲ့ဒီပြီးမြောက်လောက်ပြီးဖြစ်ပြီးလောက်ပြီးလုပ်ပြီးလောက်ပြီးလုပ်နိုင်လောက်ပြီးဆိုတဲ့ဒီအနာဂတ်ကိုပုံဖော်ပြီးတော့ပြောတာမျိုးပေါ့နော်အဲ့မျိုးဆိုရှင်ကျမတို့ကfuture perfect tense ကိုသုံးနေပေါ့နော် future perfect ဆိုတဲ့အတွက်ကျမတို့ကဘာဖြစ်ရလဲဆိုရှင် verb 3နဲ့လာရမယ်ပေါ့နော်ဒါပေမဲ့ will အနောက်မှာလည်းကျမတို့ကဘာလာရလဲဆိုလို့ရှိရင် verb 1လာရတယ်ပဲအဲ့တော့ verb 3လည်းဖြစ်ရမယ် will လည်းဖြစ်ရမယ်ပြီးတော့ဒီ future ဆိုတာဒီ has of ထဲကနေလာကူရတာဆိုတော့ have have တမျိုးပဲသုံးတယ် has ကိုလုံးဝမသုံးဘူးပေါ့နော်တော့သူ့ original က verb to have အုပ်စုတွေက have ဒီသူ့ original verb ဖြစ်တယ်ပေါ့နော်အဲ့တော့will will have plus verb 3ပေါ့ will have plus verb 3ဒီ future perfect tense ဖြစ်ပါတယ်သူ့ရဲ့ verb structure လေးပေါ့နော် will have plus verb 3ဒီ future perfect tense ဖြစ်ပါတယ်ဒါဒီနောက်ထပ် tense တစ်မျိုးဖြစ်ပါတယ်နောက်တစ်ခုကကျတော့ future continuous tense ပေါ့future continuous tense ကလည်းခုနလိုပဲ future perfect လိုပဲပေါ့နော်သူကအနာဂတ်ကိုစိတ်ကူးရင်ပြီးတော့လုပ်နေလိမ့်မယ်လို့ပြောတာပေါ့နော်ငါမနှက်ပြန်ဒီလိုချိန်ကဖုန်းခွန်ဒီလိုချိန်ကကားမောင်းနေလိမ့်မယ်နော်ငါမေမျိုးတော့မှကားမောင်းနေလိမ့်မယ်မနှက်ပြန်ကကားမောင်းနေလိမ့်မယ်ငါ့ဖုန်းမခေါ်နဲ့ဆိုမနှက်ပြန်ဒီလိုချိန်မှာကားမောင်းနေလိမ့်မယ်ငါ့ဖုန်းမခေါ်နဲ့ဆိုတဲ့ဒီအနာဂတ်ပုံစံကိုသူမျှော်မှန်းပြီးတော့ကိုကပြောချင်တာပေါ့နော်မျှော်မှန်းပြီးတော့ကိုကပြောတဲ့အတွက်ကြောင့်မလို့ future continuous tense ပေါ့ကောင်းမောင်းနေလိမ့်မယ်ပေါ့အဲ့လိုပုံစံမျိုးပေါ့နော်နောက်တစ်ခုလုပ်နေလိမ့်မယ်အဲ့တော့ verb 5 ing ပေါ့ verb 5 ing ကနောက်ကလာတော့ဒီ verb to be အုပ်စုကလည်းလာမယ် future ဖြစ်တဲ့ကြောင့်မလို့ will ကလည်းလာရမယ်ပေါ့အဲ့တော့ဘယ်နောက်မှာ verb 1လည်းလာရမယ် verb to be အုပ်စုကလည်းဖြစ်ရမယ်ဆိုရှင်သူရဲ့ original verb ဖြစ်တဲ့ verb to be အုပ်စုက beb ကိုလာပြီးတော့ကူရပါတယ် beb ကလာကူရတယ် will plus be plus verb 5 ing will be plus verb 5 ing တခုခုလုပ်နေလိမ့်မယ် will be driving ငါကောင်းမောင်းနေလိမ့်မယ်ငါ့ကိုမခေါ်နဲ့ငါ့ကိုဖုန်းမခေါ်နဲ့မဖြစ်ငါတို့ချင်းကောင်းမောင်းနေလိမ့်မယ်ဆိုတော့ဒီ future မှာဖြစ်လာနိုင်တဲ့ပုံစံမျိုးပေါ့နော်လုပ်နေလိမ့်မယ်ဆိုတဲ့ပုံစံမျိုးပြောချင်တယ်ဆိုရှင် future continuous tense ကိုသုံးပါတယ် will plus be plus verb 5 ing ဒါတိ future နဲ့ပတ်သက်ပြီးတော့ tense သုံးခုရပါပြီပေါ့နော်နောက်ထပ် tense ကကျတော့ထုံးစံတိုင်းပဲ perfect ရဲ့ continuous tense ရဲ့ပေါင်းမယ်ပေါ့နော်အဲ့တော့
အနာဂတ်တစ်ခုမှာခုနပြောလို့ပေါ့တောက်လျှောက်လုပ်လိမ့်မယ်ပေါ့နော်ငါဒီ English speaking တင်တဲ့ငါ3လလုံးတက်နေလိမ့်မယ်ပေါ့3လလုံးမှာဖြစ်တာလေတက်နေလိမ့်မယ်ဆိုတော့ဒီတောက်လျှောက်ပုံစံမျိုးပေါ့နော်ဒါမှမဟုတ်ဆိုရှင်ခုနကားမောင်းတဲ့ဟာမျိုးပေါ့နော်မနက်6နာရီလောက်ကနေငါပြောနေတယ်မနက်6နာရီလောက်ကနေငါ8နာရီလောက်ထိ2နာရီလုံးငါတောက်လျှောက်ကားမောင်းနေလိမ့်မယ်ဆိုတောက်လျှောက်လုံနေလိမ့်မယ်ပေါ့နော်တောက်လျှောက်6နာရီစပြီးငါတောက်လျှောက်လုံနေလိမ့်မယ်ဆိုတော့ဒီတောက်လျှောက်ပုံစံမျိုးကိုပြောပြချင်တယ်ပေါ့နော်တကယ်ကပြောပြချင်တယ်အနာဂတ်မှာလုံနေလိမ့်မယ်ဆိုတော့ပြောပြချင်တယ်ဆိုရှင် future perfect continuous tense ကိုသုံးတယ်ပေါ့နော်future ဆိုတော့ will ပေါ့ perfect ဆိုတော့ have plus battery ပေါ့အဲ့တော့HV have battery ဆိုတော့ B and B ဝင်လာထည့်ပေးလိုက်ပဲเนาะ။ရှင် continuous ဆိုတော့ဒါ2ရဲ့ to be also ရဲ့ to battery ရဲ့အကုန်ကိုက်သွားပြီ will plus have plus being plus perfect ing will plus have plus being plus perfect ing ဆိုတော့ဒါဒီသူ့ရဲ့ဒီ future perfect continuous tense ကိုတည်သွားပြီပေါ့ okay ဒါ test တွေဆက်နေမျိုးလို့ပေါ့ဒါ future နဲ့ပတ်သက်ပြီးတော့ဒါနောက်ထပ်test လေးမျိုးပေါ့နော်အဲ့တော့အရှိတော့တင်ခဲ့ရဒီ present နဲ့ past တဲ့ tense က10မျိုးဒီ future နဲ့ပတ်သက်ပြီးတော့ tense က4မျိုးစုစုပေါင်း tense က12မျိုးပေါ့ဒါအချင်းချင်းပဲပြောပြပေးရပါတော့တကယ် tenses တွေရောသွားတဲ့အခိုက်တွေဟာတခြားဒါဒီလိုမျိုးမှဒီလိုသုံးလို့မရဘူးလားဒီ test ဒီ test အစားဒီ test ဒီလိုမျိုးရောသုံးလို့မရဘူးလားအသေးပဲရှိဘူးလားဆိုတာမျိုးတွေနောက်ပိုင်းကျရင်လာပါလိမ့်မယ် tenses တွေ mix ဖြစ်သွားတယ်ရောထွေးသွားတယ်ကျွန်တော်တို့လည်းကြုံခဲ့ရတယ်ဒါဒီလိုသုံးလို့မရဘူးလားဒါဆိုရောမမှန်ဘူးလားဆိုတာမျိုးတွေကြုံတွေ့ဘူးမှာပေါ့နော်ဒါလုပ်တဲ့လူတွေဆိုရှင်ကြုံတွေ့ဘူးလိမ့်မယ်အဲ့အရာကြတော့လေ test တစ်ခုချင်းစီ like ဒေတာပြန်ရှင်းပြပြီးတော့ပြန်လုပ်ပြပြီးဆိုရှင်တော့ဒါရလည်းအကုန်လုံးရှင်းလင်းသွားမယ်ပေါ့နော်ဒါကကျွန်မပြန်ပြီးတော့ test စနစ်မျိုးကိုပြန်နှွေးပေးထားတာဖြစ်ပါတယ် okay ဒါဆိုရှင်နောက်ဗီဒီယိုမှာဒီ test စနစ်မျိုးကိုတစ်ခုချင်းစီဒေတာရှင်းပြထားတဲ့ဗီဒီယိုလေးကိုတစ်ချက်စောင့်ကြည့်ပေးအောင်နော်အဲ့တော့ဒီ test စနစ်မျိုးနဲ့ပတ်သက်ပြီးတော့ဘာတွေများသိရှင်လေးလဲ verb structure ရပါလေဆိုတော့တိတ်ပြီးတော့နည်းရောထွေးချင်တဲ့မိခုမြင်ရှိရဆိုရှင်နော် comment လေးတစ်ချက်လေးမှန်သွားလို့ရပါတယ်